ဒီညာ biggest star ဒီအနီးနားတစ်ဝိုက်မှာ biggest star အိမ်မှာဖြစ်ပါเนาะဒီနေရာလေးမှာဘေးပတ်လည်းမှာတောရီတောင်တွေရွက်ရှိတယ်အခု biggest star ကဒီနေရာမှာတယောက်တည်းအိမ်မှာဖြစ်ပါတယ်အဲ့ဒါလာဖြစ်ပါတယ် biggest star ဒီမှာဒါတမီထိုးပြရမယ်เนาะမြင်ရเนาะဒီမှာကြည့်ဘေးပတ်လည်းမှာတော်ရီအားလုံးတော်ရီတောင်တွေပဲရှိတယ်ခု biggest star ဒီတော်ရဲမှာအိမ်မှာเนาะနင်းတွေကြနေရเนาะဒီညက9ဒီဂရီပဲရှိတယ်เนาะခု biggest star ရဲ့တဲပေါ်မှာနင်းတွေကြနေတယ်เนาะဆိုနေတယ်เนาะခုဒီတဲကနေအောင်အိတ်လို့ရတဲ့တဲဖြစ်ပါတယ် biggest star ကအဲ့ဒီထဲမှာအိမ်မှာဖြစ်ပါတယ်เนาะပြီးတော့ပစ္စည်းတွေလည်းထားလို့ရတယ်ကြော်ပိုးလေးတွေเนาะကဲဒီမှာ biggest star အိမ်မှာတင်ရရှိပါဦး biggest star တဲbiggest star တဲဒီမှာတော်ရီပဲเนาะနေနေလည်းကြာနေတယ်နေကြာနေတယ် biggest star တော်ရမှာတော်ရမှာเนาะဒီမှာကြည့်ဒီမှာလာရီစားနေတယ်လာစားနေတယ် biggest star ဒီမှာ biggest star ဒီမှာเนาะ biggest star တော်ရမှာဒီမှာကြည့် biggest star တော်ရမှာဒီမှာနေကြာနေတယ်စိုးနေတယ်ကြည့်ပါဦး biggest star ဒီမှာเนาะ biggest star ဒီမှာ biggest star တော်ရမှာထဲထဲမှာ biggest star ဒီလိုခင်းလာတာဖြစ်ပါเนาะဒီလိုခင်းလာမှပဲသူကမြေရဲ့အငွေ့တွေကကို body ကိုတိုက်ရိုက်မထိဘူးเนาะနှွေးနေတယ်ဒီလိုခင်းလာလို့ရှိရင်เนาะဒီလိုမခင်းဘူးဆိုလို့ရှိရင်အရန်ကိုအေးတာဖြစ်ပါတယ်ညာအိပ်ပြောရတဲ့အချိန်ကြာလို့ရှိရင်အရန်ကိုအေးပြီးတော့အေးလေးပတ်နိုင်ပါတယ်เนาะဒါကြောင့်မို့ဒီလိုခင်းတာဖြစ်ပါတယ်လူလာတယ်အတန်ကြားတယ် biggest star အဲ့တော့ပါတော့ biggest star တဲထဲမှာဖြစ်ပါတော့ biggest star အိမ်နေတယ်biggest star တူပြီးတော့ဟိုလေးပြီး biggest star အိမ်ရှာကောင်းbiggest star ရောရှာကောင်းတယ်မိုးလေးပြီးbiggest star တဲထဲမှာပဲရှိနေသေးတယ်အခုမိုးတော့လိမ့်နေပြီเนาะ biggest star ညအိတ်က biggest star ရဲ့တဲနာတစ်ဝိုက်မှာလူတွေလာတယ်เนาะအစမ်းကြားတယ်စကားတွေပြောနေတယ်2ယောက်3ယောက်လောက်ရှိတယ်လူတွေလည်းမသိဘူးကြောက်စရာကြီးဘာကြောက်ဆိုတော့ဒီလိုတောထဲမှာတော့အိတ်က biggest star ဘာကြောက်လဲဆိုတော့တရေတွေကြောက်တာတဲ့ဒီစိတ်တစားလူသက်သမားတွေကိုပို့ပြီးတော့ကြောက်တယ်เนาะအခုဆိုရင် biggest star ဒီမှာမိုးလင်းနေပြီเนาะ biggest star ညအရန်အိတ်လို့ပြောပါတယ်ခုဆိုရင်ဖနာစီရောပြင်ကိုထွက်ကြည့်မှာဖြစ်ပါเนาะအခုတင်မှာမိုးလင်းနေပြီเนาะ biggest star တင်မှာထွက်ပြီးတော့ဘာရှိလဲဆိုတာကို like ပြီးတော့ကြည့်ကြည့်မယ်ဒါတော့ညအိတ်ခဲ့တဲ့
နေရာပေါ့နော်ဒီလိုအိတ်တာဖြစ်ပါတယ်နော် Biggest Star တယောက်တည်းပဲဒီတော်ထဲမှာအိတ်တာဖြစ်ပါတယ် Biggest Star ရဲ့တဲရဲ့ပပလည်းမှာဆိုလို့ရှိရင်လည်းတော်ရီတောင်ရီယူပဲရှိတယ်နော်ဒီဟာလမ်းမဟုတ်ဘူးဒီနေရာလေးကိုဆင်းသွားလို့ရှိရင်ကြောက်ကဘာကိုရောက်ရယ်နော်ဒီနားလေးမှာတော့လမ်းလို့ပါလို့ Biggest Star ထင်တာလူသွားတဲ့လမ်းလားလို့တွားကြည့်တာလမ်းကဆက်သွားလို့မရဘူးနော်တော်ရီတောင်တွေမှာပေါင်းနေတဲ့တဘာဝပန်းတွေဖြစ်ပါတယ်ဒါ Biggest Star အိတ်တဲ့နေရာနာကပေါ့နော်ဒီတဘာဝတွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာဩစတြေးလျနိုင်ငံမှာဘာတွေရှိလဲဆိုတော့တစ်ပင်တွေကျုံးမင်းတွေမရှိဘူးများသောအားဖြင့်ကယူကလစ်ပင်တွေကြီးပဲရှိတယ်နော်တော်တွေကဒီထင်းရှူးပင်တို့ယူကလစ်ပင်တို့ကြီးပဲရှိတာတွေ့ရတာဖြစ်ပါတယ်โอเคညာက Biggest Star တော်ရမှာတညအိတ်တယ်နော်အရန်ဟိုအေးတဲ့ဒီတော်ရမှာအိတ်တာ9 degree ပဲရှိတယ် Biggest Star ရဲ့ဒီနာမပတ်လဲဆိုလို့ရှိရင်တော်ရီတောင်တွေကြီးပဲနော်အခု Biggest Star ပြပေးမယ် Biggest Star ပြပေးမယ်ဒီမှာတွေ့တယ်နော်တော်ရီဟိုမှာတောင်တွေနော်ဒီမှာ Biggest Star လိုက်ပြောပြပေးမယ်ဟိုမှာဆိုလို့ရှိရင်တွေ့တယ်နော်ဒီမှာမြူတွေစားနေတယ်နော်ဟိုအောက်ဘက်မှာမြူတွေစားနေတယ်အဲဒီဘက်မှာတောင်အောက်ဖြစ်ပါနော် Biggest Star အခုကတောင်ပေါ်မှာဖြစ်ပါတယ် Biggest Star တောင်ပေါ်မှာဟိုမှာကြည့်ပလက်မှာတောင်တွေကြီးပဲ Biggest Star ရဲ့အနောက်မှာနော်ဒီနားလေးမှာလူသွားလမ်းလို့ရှိတယ်ဒါပေမဲ့လူသွားတဲ့လမ်းမဟုတ်ဘူး Biggest Star တွားကြည့်ပြီးနော်ဟိုရှင်းနာလေးမှာဘာမှမရှိဘူးဒီလမ်းဆုပ်သွားတဲ့လမ်းကဘယ်လိုလမ်းလဲဆိုတော့ကြောက်ဆောင်ရှိတယ်ကြောက်ကဘာရှိတယ်နော်ကြောက်ကဘာအဲဒီကိုရောက်သွားတယ်ရှေ့ကိုဆက်သွားလို့မရတော့ဘူးအဲမှာ Biggest Star ကအခုအဲရနိုလာဖြစ်ပါတယ်နော်ဒီတောင်ပေါ်မှာညာတညအိတ်တာဖြစ်ပါတယ်ဒီမှာမီလောင်လာတဲ့သစ်ပင်ဒီပင်မီလောင်လာနော်ဘာအရွယ်ရလည်းမရှိတော့ဘာမှမရှိတော့ကြည့်ပါဦး Okay Biggest Star ဒီဩစတြေးလျနိုင်ငံမှာတော်ရီတောင်တွေကိုလိုက်ပြီးတော့ပြပြရပြပါနော်ဒီမှာဒီအပင်ဆိုလို့ရှိပါပင်လည်းမသိဘူးကြည့်ပါဦးဒီမှာဟိုအရွက်ကလည်းစူပုံရွက်လိုပါလို့နော်စူပုံရွက်နဲ့တူတဲ့စူပုံရွက်ပုံစံမျိုးအစူးရရှိတဲ့အရွက်ကကြည့်ပါဦးဒီမှာပန်းလားပါလားမသိဘူးပွင့်နေတယ်နော်โอเคကျေးဇူးများတင်တယ်နော် Biggest Star ပြပေးတာဖြစ်ပါတယ်ဒီပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုတာ